မို့တော်ဆောင်တဲ့နေရာမှာဘုရားသခင်ရဲ့အလိုတော်အတိုင်းကျွန်တော်အသက်ရှင်ဖို့ကအဓိကဖြစ်တယ်နံပါတ်1အချက်ကတော့ကျွန်တော်အသက်တာဆက်ကပ်ဖို့ကအဓိကဖြစ်ပေမဲ့ကျွန်တော်အသက်တာဆက်ကပ်တဲ့ချိန်မှာတမန်တရားနဲ့မဆက်ကပ်ဘူးရှင်တော့နော်တခါတလေလူတွေကစိတ်ပြုတ်ရှင်မှုကိုလိုက်ပြီးမှဓမ္မတရားနဲ့လမ်းလွဲတဲ့အချိန်မှာလူတွေကနော်လမ်းမကွေဆောက်စေတတ်တယ်အဲ့ဒါကြောင့်ဓမ္မတရားကိုအနက်အသည့်ပဲဖွင့်တဲ့အချိန်မှာမှားယွင်းခဲ့တယ်ဆိုရင်တော့လူရဲ့အသက်တာလမ်းဟာလွဲသွားပြီလူရဲ့အသက်တာလမ်းလွဲသွားပြီဆိုတော့တင်ယူတဲ့ဟာလည်းလွဲသွားတယ်ပြီးတော့ခံယူတဲ့လူလည်းလွဲသွားတဲ့အတွက်ကြောင့်နောက်ဆုံးမှာပါလဲတေချင်းလမ်းတရားမှာပဲကျွန်တော်တို့ရောက်မှာဖြစ်တယ်အဲ့ဒါကြောင့်အဓိကအရေးကြီးဆုံးကတော့ဓမ္မကျမ်းစာကိုလေ့လာတဲ့အချိန်မှာအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလုံးဝမလွဲမအောင်ကျမ်းစာကိုဖတ်တဲ့အချိန်မှာနော်အခုနပထမဆုံးဆရာပြောသလိုကျမ်းစာတစ်ပိုက်ကိုဖတ်တဲ့အချိန်မှာဒီကျမ်းပိုက်ကဘသူအကြောင်းကိုအထူးပြုခဲ့တယ်လဲဘယ်အချိန်မှာပြုခဲ့တယ်လဲဘာအကြောင်းကြီးကိုပြုခဲ့တယ်လဲအဲ့ဒါကိုကျမ်းတစ်ပိုက်ကိုဖတ်တာနဲ့ချက်ချင်းအဲ့ဒါကိုစိတ်ထဲမှာနှလုံးသွင်းရမယ်ပြီးတော့ဒီကျမ်းပိုက်ကိုဖတ်တဲ့အချိန်မှာဖခင်သခင်အကြောင်းလားယေရှုခရစ်တော်အကြောင်းလားဝိညာဉ်တော်ဖခင်အကြောင်းလားဓမ္မကျမ်းစာအကြောင်းလားဒါမှမဟုတ်အဖြစ်တရားအကြောင်းလားဒါမှမဟုတ်ကတင်ရှင်တရားအကြောင်းလားဒါမှမဟုတ်အတင်းတော်အကြောင်းလားဒါမှမဟုတ်လာမယ့်အနာဂတ်ဘဝအကြောင်းလားအဲ့ဒါကိုနှလုံးသွင်းပြီးမှအဲ့ဒီကျမ်းစာကိုဖတ်တဲ့ချိန်မှာဝိညာဉ်တော်ဖခင်ကကျွန်တော်တို့နှလုံးသားထဲမှာစကားပြောမှဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဖတ်သွားတဲ့စာအုပ်ကဘယ်သူအကြောင်းကိုအထူးပြုခဲ့တယ်လဲဘယ်နေရာမှာဖြစ်ခဲ့မှုတယ်လဲဘာအကြောင်းကိုရေးထားခဲ့တယ်လဲဆိုတာတော့မှကျွန်တော်တို့ကခရုမပြုတ်မိဘူးဆိုတော့ဖတ်တဲ့ချိန်မှာပဲပုံပင်ဝတ္ထုဖတ်တယ်လို့ဖြစ်လာလိမ့်မယ်ကျွန်တော်တို့အသက်တာမှာလည်းဖျားသခင်အလောက်လောက်မှမဟုတ်ဘူးဆိုတာလေးကိုဒီကနေ့ပြောပြချင်တာဖြစ်တယ်အဲ့ဒါကြောင့်ဓမ္မဟောင်းလေ့လာတဲ့အခါမှာအစာအုပ်ကကျွန်တော်တို့30ခုရှိတယ်အဲ့ဒီ30ခုကို5ပိုင်းထားတယ်နံပါတ်1မှာမောဆက်ကြီးထားတဲ့5အောက်ပြီးမှဓမ္မစာဆိုရင်9အောက်ပြီးတော့နော်ပညာနဲ့ဟေဘရုရဲ့ကဗျာတွေ5အောက်ဘောနော်ပြီးတော့အကြီးပါတဲ့ prophet တွေပြီးတော့အကြီးမပါတဲ့ prophet တွေဆိုပြီးမှ5အောက်5ပန်းချက်ထားတယ်အဲ့ဒီဓမ္မကျမ်းစာဟောင်းကိုကြီးထားတဲ့လူကဘသူကကြီးထားတယ်ဆိုတာလဲပြောပြတာဖြစ်တယ်အဲ့ဒါလေးကိုပြန်လှန်ပြီးမှကျွန်တော်တို့ပြန်ကြည့်ရှော့ပါနော်ဆိုတော့ကျွန်တော်တို့နောက်တစ်ခါ screen ကိုshare ပြန်လုပ်ရအောင်အလုံးမြင်လို့ရလားပြောလို့ပြောပါအောင်အလုံးမြင်တယ်နော်ရပြီကဲဒီမှာကျွန်တော်တို့ဘာတွေ့လဲဆိုတော့ Who are the three kings of Israel ကဲအခုနကကျွန်တော်ဣသရေလနိုင်ငံကိုတောင်ပတ်နဲ့မြို့ပတ်ကွေ့သွားတယ်မကွေ့သွားခင်မှာဘသူတွေကတရားဒေသနာဘရှင်လောက်ပြီးတော့ဘလူအောက်ချုပ်ခဲ့တယ်လဲဆိုတော့ကျွန်တော်တို့နည်းနည်းပါလေ့လာခဲ့တဲ့အတွက်ကြောင့်ဣသရေလနိုင်ငံမှာကွေ့ပြီးမှဘရှင်လောက်တဲ့ဣသရေလနိုင်ငံမှာလောက်တဲ့လူရှိတယ်လို့ယူဒပြည်မှာဘရှင်လောက်တဲ့လူရှိတယ်အဲ့ဒီမကွေ့ခင်မှာဘရှင်လောက်တဲ့လူကဘရှင်3ပါရှိတယ်ဆိုတာကိုကျွန်တော်သိပြီးသားဖြစ်တယ်အဲ့ဒါက Israel's greatest king were Saul, David and Solomon ဣသရေလလူမျိုးတွေရဲ့အကြီးဆုံးဘရှင်တွေကဆောလုနဲ့ဒေးဗစ်နဲ့ဆိုလိုမန်တို့ဖြစ်ပါတယ်ဆိုတာကိုကျွန်တော်သိတယ်အဲ့ဒီဆောလုဟာဘယ်သူလဲဆိုတော့ဆောလုဟာဣသရေလလူမျိုးတွေမှာပထမဆုံးဘရှင်ဖြစ်တယ်ဘသူရဲ့သားလဲဆိုတော့နော်ကိစရဲ့သားဖြစ်တယ်သူရဲ့ဘယ်ကကိစလာဣတာဣတရေဣရှာဆိုဘတ်နော်အင်္ဂလိပ်ဣသရေလလူမျိုးရဲ့နာမည်ကတော့အရင်ဖက်လို့ခက်ခဲတယ်သူတို့ကဒီတဲ့သူရဲ့ဂျောနသန်ရဲ့ဖခင်ဖြစ်တယ်ဆိုတာလေးကိုကျွန်တော်တို့သိတယ်သူမိမကမိုက်ကယ်ဖြစ်တယ်နော်ပြီးတော့ပြီးမှ King of Israel son of Saul ပြီးမှ Isbothlat နဲ့ Esbal ဒီမှာတာ2ယောက်ရှိတယ်ဆိုတာကိုကျွန်တော်တွေ့တယ်နံပါတ်2ရဲ့ဘရှင်က
เดวิดชิมบินพิเตตูก็รอโซลูปีมาบินพิธาเรพิเตตูเยมิงมากาอาบิสพิเตตูเยตโนเบสปาโรโนตูมา father of Absalom နဲ့ Adonijah နဲ့အမန်တို့ရဲ့ဖခင်ကြီးဖြစ်တယ်ဆိုတာကိုကျွန်တော်သိရှိရတယ်။အဲ့ဒီရှင်ဒေးဗစ်ကိုယ်လွန်ပြီးမှသူ့ရဲ့သားဆိုလိုမန်ကဘုရင်ဖြစ်လာတော့အဲ့ဒီဆိုလိုမန်ဟာယူဒနိုင်ငံဘုရင်နဲ့တတိယမြို့ပေါ့နော်ဘုရင်ဖြစ်လာတယ်။အဲ့ဒီဆိုလိုမန်ရဲ့သားရဟဘုမ်ကတန်ပီကိုအောက်ချုပ်လာတဲ့အချိန်မှာကျွန်တော်တို့ဣသရေလနိုင်ငံနဲ့ယူဒပြည်ဆိုပြီးတော့နှစ်ချက်ကိုတွေ့တာဖြစ်တယ် Northern Kingdom နဲ့ Southern Kingdom ဆိုပြီးတော့အဲဒီ Absalom ရဲ့ခင်မှာကိုတွေ့တာဖြစ်တယ်ဆိုတာကိုအတူချုံးလဲနဲ့ကျွန်တော်တို့သိဖို့ကလိုပါတယ်ဆိုတော့ဒီဆောလူနဲ့ David နဲ့ Solomon လက်ထက်တုန်းကတော့ဣသရေလနိုင်ငံဟာနော်ဖျားသခင်ကစကားပြောတယ်ဖျားသခင်နဲ့ထိတွေ့တယ်ဖျားသခင်လူတော်တာသက်ရှင်တယ်ပေါင်းချမင်္ဂလာခံစားရတဲ့ဣသရေလလူမျိုးတွေအမျိုးမျိုးနော်ဖွံ့ဖြိုးတဲ့တူတဲ့ပေါင်းချခံစားရတယ်ဒါပေမဲ့အဲ့ဒီဆိုလိုမန်ပြီးမှသူတာအဲ့ဂျေရဘမ်ဒါဘီယန်လောက်တဲ့အချိန်မှာတန်ပီကနှစ်ချက်ကွဲတော့ဣသရေလလူမျိုးတွေမှာအဲ့ဒါမှာဣသရေလဆယ်မျိုးထဲမှာ9မျိုးကနောဒတ်မှာပါသွားတယ်3မျိုးကဆောဒတ်မှာပါသွားတယ်အဲ့ဒါ3မျိုးရှိတဲ့နေရာကိုယူဒပြည်လို့ခေါ်တယ်နော်မြို့ပတ်မှာရှိတဲ့ဟာကိုဣသရေလနိုင်ငံဣသရေလပြည်လို့ခေါ်တယ်အဲ့ဒီမှာသူတွေကအောက်ချုပ်ခဲ့တယ်လေဆိုတာကိုကျွန်တော်တို့ဆက်လက်ပြီးတော့ကြည့်ကြရအောင် King of Judah နော်ယူဒနိုင်ငံရဲ့ဘုရင်အဲ့ဒါယူဒနိုင်ငံကိုတောင်ပန်းနိုင်ငံလို့ခေါ်တယ်နော်တောင်ပန်း Kingdom နော်တောင်ပန်းမှာရှိတဲ့ယူဒလူမျိုးတွေကသူတို့မှာဘုရင်20ရှိတယ်ယူဒဘုရင်တွေကကောင်းကြတယ်ဖျားစကားကိုနာခံကြတယ်ဖျားသခင်ရဲ့အလူတော်အတတ်သက်ရှင်တယ် prophet ရဲ့စကားကိုနားထောင်တယ်ယစ် prophet ရဲ့စကားကိုနားထောင်တယ်ဒါပေမဲ့ဣသရေလတန်ပြည်မှာရှိတဲ့ဘုရင်လောက်တဲ့လူတွေကဖျားစကားကိုလည်းနားမထောင်ဘူးယစ် prophet စကားကိုလည်းနားမထောင်ဘူးတော်ဆူတဲ့ဘုရင်တွေဖြစ်ကြတယ်ဆိုတော့တောင်ပတ်မှာယူဒပြည်မှာဘုရင်လောက်တဲ့လူတွေကနံပါတ်1ဆိုလိုမန်ရဲ့သားနော်ပထမအဆုံးဘုရင်လောက်တဲ့လူကဒေဟဘဖြစ်တယ်သူ့လက်ထက်မှာတန်ပြည်ကိုကွဲသွားပြီးတော့သူကယူဒပြည်မှာဆက်လက်ပြီးတော့ဘုရင်လောက်ထားတယ်အဲ့ဒီပြီးမှအဘိယလို့ခေါ်တဲ့အဘိယဒါမှမဟုတ်ရင်အဘိယလို့ခေါ်တယ်အဲ့ဒီကလည်းသူရဲ့ရဟဘရဲ့သားအကျဉ်ခက်တော့ကတော့သူတို့ရဲ့တာရှင်မြတ်ချက်နော်ဘုရင်နိုင်ငံဆိုတော့နော် kingdom ဆိုတာကဘုရင်နိုင်ငံဘုရင်တစ်ပါးကအောက်ချုပ်တဲ့နိုင်ငံဆိုတော့အဲ့လိုပဲတွားပြီးမှသူတို့သားသမီးကပဲအမွေခံဖြစ်သွားပြီပေါ့နော်ဆိုတော့ရဟဘပြည်ရနဲ့သူရဲ့သားအဘိယကအောက်ချုပ်တယ်အဘိယဆုံးသွားတာနဲ့အဘိယရဲ့သားအာဆာကအောက်ချုပ်တယ်အာဆာဆုံးသွားတာနဲ့အာဆာရဲ့သားဇဟိုဆဖက်ကအောက်ချုပ်တယ်ဇဟိုဆဖက်ဆုံးသွားတာနဲ့သူရဲ့သားဇဟောရမ်ကအောက်ချုပ်တယ်ဇဟောရမ်ဆုံးသွားတာနဲ့အာသီလလာကအောက်ချုပ်တယ်သူရဲ့သားပေါ့နော်ဇဟောရမ်သားအာသီလကအောက်ချုပ်တယ်အာသလီလကအဟပ်နဲ့ဣသရေလရဲ့ဇေဇဘယ်တို့ရဲ့သမီးဖြစ်တယ်အဲ့ဒီကအရန်ဆူတယ်ယူဒဘီရင်ထဲမှာသူကအဆူဆုံးဖြစ်တယ်ဒီမှာဂျောရှဆူရာကအဟာယရဲ့သားဖြစ်တယ်အဲ့ဒီဂျောရှဆုံးသွားတာနဲ့ဂျောရှရဲ့သားအမေယကအောက်ချုပ်တယ်အမေယဆုံးသွားတာနဲ့အမေယရဲ့သားဘသူလဲဥဇာယကတန်ပြီကိုပြန်လည်ပြီးတော့အောက်ချုပ်တယ်အဲ့လူပဲနော်သူတို့အဖေဆုံးသွားတာနဲ့သူတို့သားကမိရှင်ပြန်ဖြစ်လာတယ်အသက်ပြည့်တာမဆန်ဘူးပညာရှိတာလည်းမဆန်ဘူးအသက်ကြီးတာငယ်တာလည်းမဆန်ဘူးနော်သူတို့ဖခင်ရဲ့အမွေကိုသူတို့ကတခါလဲနဲ့ဘယင်ဖြစ်လာတယ်ဆိုတော့ဥဇာယအခုနဘယင်ဥဇာယဆုံးသွားတာနဲ့သူ့သားဇောက်ဆမ်ကဘယင်ဖြစ်လာတယ်အဲ့ဒီဇောက်ဆမ်ဆုံးသွားတာနဲ့လည်းအဟတ်ကဘယင်ဖြစ်လာတယ်နော်အဲ့လိုပဲအဟတ်ဆုံးသွားတာနဲ့ဟေဇကိယဘယင်ဖြစ်လာတယ်ဟေဇကိယဆုံးသွားတာနဲ့သူ့သားမနာဆေကဘယင်ဖြစ်လာတယ်
มนาเซซุงตัวระเนี่ยมนาเซยตาอามันกะบิจินพิลาเรอามันซุงตัวระเนี่ยตุยตาโจซายากะบิจินพิลาเรอะเรโจซายาซุงตัวระเนี่ยตุยตาซาฮัวฮัสบอนอยอดฮัสลุคอเรียตุกะบิจินพิลาเรอะเรโจเซติริโจเซบิจินพิลาเนี่ยอะเรโจโซยตาอังเงเลเนาะซาฮัวกิมกะยูดาบิจินมาพิลาเรอะเรซาฮัวกิมบิจินพิเรชิงมา Oh, Babylon vision Nebuchadnezzar ka Judah Peter pilung ko ting pai biro kum api ko song na chingle ere za ho kim vision lo re chima pite ere za ho kim Judah vision lo re chima Babylon vision Nebuchadnezzar ka kho twa bi ma ere chima Daniel ro Sadak Mesak Abednego ro no Ezra ro Nehemiah ro ka ere the ma Judah pinya shiri no Judah lu nge le ri ere thing ma ere chima be ဇဟောကင်ပရှင်လောက်တဲ့ချိန်မှာယူဒပီကဘဲဘလွန်ရဲ့လက်အုပ်မှာကျက်တွေ့တဲ့ချိန်မှာအကုန်လုံးကျွံဘဝရောက်တွေ့တဲ့ချိန်မှာပါတွေ့တဲ့ချိန်ဖြစ်တယ်အဲ့ဒီချိန်မှာနေဟမယာတို့နော်အဇရာတို့ဒန်နီယယ်တို့ဆဒက်တို့မေဆက်အဘနကူတို့နော်ဒီထဲမှာတစ်ခါလဲပါတာဖြစ်တယ်အဲ့ဒီဇဟောကင်ပီရနဲ့ဇဟောချင်းတူတာကတန်ပီကိုပြန်အုပ်ချုပ်လာတယ်အဲ့ဒါပြီးမှဘယ်သူလဲဂျေဒကီယာအဲ့ဒီနေဘုကနေဇာလက်အောက်ကနေနေဘုကနေဇာဘဂျင်ကိုအောက်မှာကျွန်တော်တို့တင်ပေးမှာဖြစ်တယ်နေဘုကနေဇာကိုဘဲဘလန်ကိုဘသူကနိုင်ခဲ့တယ်လေမေဒူပါရှေကနိုင်ကြတယ်နော်မေဒူပါရှေကိုဂရိကနိုင်တယ်ဂရိကိုဘသူကနိုင်လဲရိုမန်အင်ပါယာကနိုင်ကြတယ်ဆိုတော့အဲ့ဒီနေဘုကနေရခက်ကကျွန်းဘဝခံတွေ့တဲ့လူတွေအားလုံးကိုမေဒူပါရှေကနိုင်ကြတဲ့ချိန်မှာမေဒူဘဂျင်ဆိုင်ရတ်ဆုံးတော်ရနဲ့ဆိုင်ရတ်ပြီးတော့ပါရှေဘဂျင်အာဟာဆူရတ်လက်ထက်ကနေဟမိနဲ့အဇရာကိုယူဒပြည်မှာပြန်လွှတ်ပြီးတော့ဂျေရုဆလမ်မြို့ကိုပြန်လည်ပြီးတော့တည်ထောင်ခန့်နေဂျေရုဆလမ်မြို့ကိုနေဟမိကနော်ဂျေရုဆလမ်မြို့ကိုပြန်လည်တည်ထောင်နေပြန်လည်ပြုပြင်တဲ့ချိန်မှာအဲ့ဒီနေဘုကနေရဆုံးဘဂျင်ဆုံးတော်ပြီးမှဘဲဘလန်ကိုမေဒူပါရှေကနိုင်ပြီးတော့အဲ့ဒီပါရှေဘဂျင်အာဟာဆူရတ်ဘဂျင်လောက်တော့ကနေဟမိုင်တော့အဇရာတော့ကိုယူဒပြည်မှာပြန်ပို့တယ်အဲ့ဒီချိန်မှာဟေဇကိယကယူဒပြည်မှာဘဂျင်လောက်ထားတာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိထားဖို့ကလိုတယ်ဘဂျင်အဆက်ကနော်သူတို့ဘလူကျွန်းဘဝခံကလေးအဲ့လိုမျိုးတွေအဲ့ဒီယူဒလူမျိုးတွေဘဲဘလွန်ကျွန်းဘဝကိုခံတဲ့ချိန်မှာဣတရေရလူမျိုးတွေကဆီးရီးယားအာဆီးရီးယားရဲ့ကျွန်းကိုခံတယ်နော်ဣတရေလလူမျိုးတွေကအာဆီးရီးယားကျွန်းခံလိုက်ဆီးရီးယားကျွန်းခံလိုက်နော်မပြီးတော့ယူဒလူမျိုးတွေကဘဲဘလန်ကျွန်းခံလိုက်မေဒူပါရှေကျွန်းခံလိုက်ပြီးမှဂရိတ်ကျွန်းခံလိုက်ပြီးမှဗာလဲရိုမန်အင်ပါယာကျွန်းခံလိုက်နဲ့ဣတရေလလူမျိုးတွေဘဝမှာနော်အဲ့ဒီဆိုလိုမန်နိုင်ငံတော်ပြီးတာနဲ့အဲ့ဒီယူဒနဲ့ဣသရေလကွဲသွားတာနဲ့တစ်ချိန်လုံးပဲဒီနေ့အချိန်ထိလုံးဝဣတရေလလူမျိုးတွေမလွတ်လပ်တော့ဘူးနီးနားကနိုင်ငံတွေကအမဲတန်သူတို့ကိုရံပြို့လာကြတယ်။ဘာဖြစ်လို့လဲ။ဖျားစကားကိုနားမထောင်တဲ့အတွက်ကြောင့်ဖြစ်တယ်။နော်ထွတ်မြို့ရဒူထရိုနိုမီတရားဟောရကျအခန်းကြီးစဉ်ကအငယ်30မှာရေးထားတာလေ။ဖျားသခင်ရဲ့နောက်ကပတ်တော်တရားဒေသနာကိုနားထောင်နေဆိုရင်တော့တင်တော့ရဲ့ရှိမှာအသက်ရှင်ခြင်းနဲ့ကောင်းချီးမင်္ဂလာ။ဖျားရဲ့ဒေသနာတရားကိုနားမထောင်ဘူးဆိုတော့တင်တော့ရှိမှာတေချင်းတရားနဲ့ကျင့်ချင်းကိုထားခဲ့တယ်နော်အတိတ်တဲ့ဖြစ်ကောင်းကင်နဲ့မြေကြီးကိုတန်ပြေတယ်ဆိုပြီးမှဖယားသခင်ကသူတို့ကိုကျင့်ပြီးသားဖြစ်တယ်အဲ့ဒါကြောင့်ဣတရေလလူမျိုးတွေကဘရှင်လည်းမကောင်းတော့ဘူးဘသူကမှဖယားစကားကိုနားမထောင်တော့ဘူးပရိုဟက်ဒီစကားကိုလည်းနားမထောင်ဘူးဂျစ်ပရိုဟက်ဒီကိုလည်းနားမထောင်ဘူးနော်အဲ့ဒါကြောင့်ဣတရေလလူမျိုးတွေကကျွန်းဘဝမှာခံလဲပြန်လွတ်လဲကျွန်းဘဝမှာခံလဲပြန်လွတ်လဲနဲ့နော်နောက်ဆုံးเอโกโตจุนบัวတော့မှာနော်နှစ်ပေါင်း400ထိရောက်လာတယ်ဆိုတော့ဒီနေ့ချင်းဖြစ်ဘုရားသခင်ရဲ့ချင်းချင်းကိုသူတို့ကခံရင်တယ်နောက်ဆုံးမှာဘာဖြစ်လဲယေရှုခရစ်တော်ဒီလောကကမှာမွေးလာတဲ့ချိန်မှာတော့မှလက်ဝက်ကတာမှာသူတို့လူမျိုးတွေကတတ်ထားတယ်နော်အဲ့ဒါကြောင့်သူတို့ကဘာပြောလဲအဲ့ဒီယေရှုခရစ်တော်လက်ဝက်ကတာမှာတည်တော်တဲ့ချိန်မှာလဲနော်ဘာနဘကုဖက်ပေးပါဘာနဘကုဖက်ပါယေရှုကိုတက်ပါယေရှုကိုတက်ပါဆိုပြီးတော့သူတို့အမျိုးတွေမှာអော်ကြတယ်အဲ့ဒါကြောင့်ဒီနေ့ချင်းချင်း
อิตเรลาลูมิวรีกะพยาตะกินธรรมะเปลี่ยนပြီးတော့မလှဲ့ပဲနဲ့နော်ယေရှုခရစ်တော်ဟာဖယားသခင်စေလွှတ်ထားတဲ့ယေရှုခရစ်တော်ဟာဖယားသခင်ရဲ့သားတော်မက်ဆာယဖြစ်တယ်ဆိုတာကိုသူတို့လက်မခံမချင်းသူတို့မှာအပြစ်တရားနဲ့အမေတ္တာရင်ဆိုင်ရလိမ့်မယ်နောက်ဆုံးမှာခုနှစ်နှစ်ပေးတာကြီးကာလမှာသူတို့အကြည့်အကျဒုက္ခရောက်လာလိမ့်မယ်အဲ့ဒီချိန်မှာဣတရေလလူမျိုးတချို့တော်တဝက်တော်သူတွေကအော်မက်ဆာယဟာဖယားသခင်ရဲ့သားတော်ယေရှုခရစ်တော်ဖြစ်တယ်ကျွန်တော်တို့ဣတရေလလူမျိုးတွေအတွက်ဖယားသခင်စေလွှတ်ထားတဲ့ဖယားသားတော်ပဲရှိတဲ့ခုနှစ်နှစ်ပေးတာကြီးကာလမှာလက်ခံလာတဲ့အချိန်မှာဣတရေလလူမျိုးတချို့တဝက်တော်သူတွေကိုနော်နှစ်တစ်ထောင်နိုင်ငံတော်မှာသူတော်ဝင်မှာဖြစ်တယ်အဲ့ဒါအကြောင်းကိုယေရှုခရစ်တော်ဒီလောကမှာအသက်ရှင်နေတဲ့အချိန်မှာ ministry ပြုလုပ်တဲ့အချိန်မှာအဲ့ဒီနှစ်ပေါင်းတစ်ထောင်နိုင်ငံတော်အကြောင်းကိုပဲယေရှုခရစ်တော်ကဟောပြောခြင်းဖြစ်တယ်အဲ့ဒါကြောင့်နှစ်ပေါင်းတစ်ထောင်ဟာလေဣတရေလလူမျိုးတွေအတွက်ပဲဖြစ်တယ်ဆိုတာကိုဒီညတာဆရာမတို့ပြန်လဲပြီးတော့တိစေချပုကဆရာနည်းနည်းပါကြက်ဖြစ်ပြီးတော့တင်ပေးတာဖြစ်တယ်အဲ့ဒီကိစ္စတွေကိုanti service ဓမ္မကျင့်တိမှာတင်ယူရခြင်းမှာနော် dispensation ခက်ကာလအပတ်အချက်မှာကျွန်တော်တို့ဆက်လက်ပြီးတော့ဒီလိုမှာဖြစ်တယ်ဆိုတာကိုပြောချင်တာဖြစ်တယ်ဆိုတော့အဲ့ဒီမှာဂျူဒပြည်ပေါ့နော်တောင်ပန်းအောက်ချုပ်ကြီးကတော့ဟေဇကိယဘုရင်ကနဲ့သူတို့ပြီးဆုံးတာဖြစ်တယ်အဲ့ဒါကနဲ့ရောမအင်ပါယာလက်အောက်ထဲမှာသူတို့ကဒီနေ့ပြည့်ရောက်ချင်းကိုခံရတယ်ဆိုတာကိုရှင်းတာဖြစ်တယ်ဆိုတော့တောင်မြို့ပန်းဣတရေလလူမျိုးတွေပေါ့နော်အခုနကတောင်ပန်းမှာရှိတဲ့လူမျိုး၃မျိုးပဲရှိနေနော်မနာဆဲနဲ့ယူဒနဲ့ဘင်ဂျမင်ပေါ့နော်အဲ့ဒီ၃မျိုးပဲအခုကဣတရေလလူမျိုးယူဒနဲ့မနာဆဲပဲအဲ့ဒီယူဒပြည်မှာနော်ယူဒနဲ့မနာဆဲပဲရှိတယ်အခု10ယောက်ရှိတဲ့ယာကုပ်ရဲ့သား10ယောက်ရှိတဲ့ဣတရေလနိုင်ငံ Northern Kingdom မှာဘုရင်ကဘယ်သူလုပ်တယ်လဲဆိုတော့အဲ့ဒီဆောလမွန်ရဲ့သားမှာဇောရဘမ်ဆိုတာ1-2ရှိတယ်နော်အဲ့ဒါဇောရဘမ်1ကယူဒပြည်မှာဘုရင်လုပ်တဲ့အချိန်မှာဇောရဘမ်1ကဣတရေလနိုင်ငံမှာဘုရင်လုပ်ထားတယ်သူတို့ဖခင်ကြီးလက်ထဲမှာတန်ပြည်ကိုကွဲသွားတဲ့အတွက်ကြောင့်တောင်ပတ်နဲ့မြို့ပိုင်ကိုသူတို့တားခါပဲဆက်လက်ပြီးတော့အမွေခံပြီးတော့ဘုရင်လောက်တယ်ကဲဆိုတော့အဲ့ဒီဇရဘမ်တေသွားတဲ့ချိန်မှာဘုရင်ကဘသူဖြစ်လဲဆိုတော့နာဒပ်ကပြန်လောက်တယ်နာဒပ်ဆုံးသွားတဲ့ချိန်မှာဘာသာကဘုရင်လောက်တယ်ဘာသာဆုံးသွားတဲ့ချိန်မှာသူယတာအေလာဘုရင်လောက်တယ်အေလာဆုံးသွားတဲ့ချိန်မှာသူတာဂျင်ရီကဘုရင်လောက်တယ်နော်အေလာကသူဟာသူတေတာမဟုတ်ဘူးနော်ဂျင်ရီကတက်သွားတာသူ့အဖေကိုတက်ပြီးတော့သူ့အဖေရဲ့ဘုရင်ကိုလူပြီးမှလေသူ့အဖေအေလာကိုတက်ပြီးမှသူကဘုရင်ဖြစ်လာတာဂျင်ရီကအဲ့လိုပဲဂျင်ရီကိုသူ့တာအုံရီကပြန်တက်ပြီးတော့သူ့တာအုံရီကိုဘုရင်ပြန်ဖြစ်လာတယ်စဉ်းစားကြည့်ဣတရေလလူမျိုးတွေဘလောက်ရှုခဲ့တယ်နော်အခုနဆရာပြောပြီးသားဖျားစကားလေးနားမထောင်တော့ဘူးဖျားရဲ့နောက်ကပတ်တော်မပြောနဲ့နော်ဖျားရဲ့ပညာတော်ဒီလဲလုံးဝခယူမဆိုင်တော့ဘူးဂျပရိုဟက်ဒီလဲလုံးဝခယူမဆိုင်တော့ဘူးပရိုဖက်ဒီတွေကပရိုဖက်အမျိုးထွက်လာတယ်နော်ဣတရေလနိုင်ငံမှာဟိုရှိတော့မနာအမျိုးဘကုတော့ပရိုဖက်ဒီအများကြီးပဲသူတို့စကားဒီလဲလုံးဝဘီဂျနီကနာမထောင်တော့ဘူးသူတို့အဖေကူတော်မှတက်ပြီးမှသူတို့ကဘီဂျီလောက်ချင်တဲ့တမ်းပြီဖြစ်လာတော့နော်သူ့အဖေအေလာကူတက်ပြီးမှဂျင်ရီကဘီဂျင်လောက်ရတယ်အဲ့ဒါနဲ့ဂျင်ရီကူတန်ကိုသူ့သားအုံရီကတက်ပြီးမှအုံရီကိုအုံရီကသူကဘီဂျင်ဆက်ခံလာတယ်အဲ့လိုမျိုးဖြစ်တော့အဲ့ဒီအုံရီတက်ပြီးမှအဟပ်ဆိုတဲ့နော်အုံရီရဲ့သားတော်ဆူတဲ့အဟပ်ကျဘူးလားနော်အဟပ်ကျဘူးတဲ့လူလက်ထောင်ပါအောင်အဟပ်ကိုကျွန်တော်ဇမတ်တည်တယ်ဆိုတဲ့လက်ထောက်ပါအောင်အဟပ်ဘဂျင်တော်ဆူရလေနာဘတ်ချန်ကူရောမတူတွလူရလေဇေဇဘန်ယောက်ျားပေါ့ဣတရေလလူမျိုးတွေတော်ဆူတဲ့အထက်မှာအဆူဆုံးကဘယ်သူလဲဆိုတော့သူ့အဖေကိုတက်တဲ့ဂျင်ရီရဲ့သားအုံရီရဲ့သူ့အဖေကိုတက်တဲ့အုံရီရဲ့သားဆိုတော့သူတို့မျိုးဆက်ကလည်းသူတို့အဖေကိုတက်ပြီးမှဘဂျင်ဖြစ်သွားတာလေဆိုတော့နောက်ဆုံးကြတော့အဲ့ဒီအဟပ်ဆိုတဲ့သူကဘဂျင်ဖြစ်လာတော့နော်
โตสู้เลยอิตาลีละในงานมาโตสู้เลยชิมาบาพิเล prophet Elijah เนาะ Elijah แค่กะเลยเนาะมูเลยไม่ชัวร์บูมาละตรงนี้ลงมูเลยไม่ชัวร์อิตาลีนังมาเนาะอาศัยสักของป้าชิโนเบรกคารีมิวขันจารีเขาเรียกมาละสุดอ่ะลูกพิจตัวรอเจสเปลเนี่ยอาฮับแค่กะโตสู้เลยอาฮับเตตัวระเนี่ยตูตาอาฮะยะสู้เลยฮะกะตามปีกูเปลี่ยนเลยเอาเท่าไรเลยโตสู้เลยไปยิงไปอาฮะยะอาฮับส่งตัวระเนี่ยตูตาโจรมกะอิตาลีละนังานกูเปลี่ยนเลยเอาเท่าไรเลยกองเลยลุดเจอมาไม่ชีเดียบุเนาะโตสู้ระกะโจรมกะโจรมเนี่ยตาเดียวสิเลยโจรมเนี่ยตามาเจฮูสูระสิเลยเจฮูกะเลยโจรมกูเปลี่ยนบิโรตัดตัวระจูอิตาลีละบุจินโจรมกูตูตาเจฮูกะตัดบิโรเจฮูกะบุจินกูสักขันเนาะบุจินพิลาร์ลูเจฮูกะโตจะเมาเช่าไปเมตูเดสุตระตูตาจะเอาสเฟกกะบุจินเล่าลาเรจะเอาสเฟกตากะจอสกะบุจินเปลี่ยนเล่าลาเรจอสสุตัวระเนี่ยเจโรบัมทูกะโอ้โซโลมอนตาเนาะเจโรบัมทูกะบุจินเปลี่ยนพิลาเรปีมาเจโรบัมตาสักรายะกะบุจินเปลี่ยนพิลาเรสักรายะตาสุลลัมสุเรตาเลกะตูอเพกูเตบีมาตูกะบุจินเปลี่ยนพิลาเรเนาะลูเบตูอเพกูเตเตสุลลัมกูตูตากะมันนะเฮมกะเปลี่ยนเตบีโรตูกะบุจินเปลี่ยนพิลาเรเนี่ยมันนะฮัมสุตัวระเนี่ยเปกเกียกะบุจินเปลี่ยนพิลาเรเปกเกียบุจินพิลาเรชิงมาเลตูจะบุจินไม่พิลาบูตูตาเปกะตูกูเปลี่ยนตันเลยตูตากะเปลี่ยนตันเลยบิโรตูกะบุจินเปลี่ยนพิลาเรดานเปกะเลยตูตาโฮชิกะเปลี่ยนตันบิโรโฮชิกูบุจินเปลี่ยนพิลาเรจีอิตาลีละลูมิวริโตโตบลาอุสุเขตเดเนาะบุจินโนมาเดียวปีเดียวอะไรอีกเนี่ยบ่เนาะช่วยเขาบีดาพยาตะเข็นช่วยเขาบีโรตุโรเลลามเขาตุโรอเพริกุตันเลตุโรอเพริกุตันเลเนี่ยตุโรกะไปจินทางคุลุบีมาดิลูเนี่ยเบตัวเรชิงมาเปกะกะโฮชิกุตัดตัวเรชิงมาอิตาลีละนายงานจะนายงานลุงฮาบาพิเลอาซีเรียนายงานเยจุนบัวกูขันเจเลยเจยูดาพิเลเนบุคเนซาร์เบบลันจุนบัวกูขันบีมาอิตาลีละลูมิวริเลอาซีเรียลูมิวริเยจุนบัวกูตุโรบาพิเลเปลี่ยนขันตัวเรบาพิโลเลพยาตะเคียนจริงๆกูขันเลยบิเลตูกะพยาตะเคียนกะกองกะทิเปบิตางาสกากูนาทองยินงาเยปเงตกูนาทองยินจิปโฮโรให้ตีโปรให้ตีสกากูนาทองยินตินโนชิมาอัตชินชินเนกองจิมิงกลาขันสายามเปเงตโตเลนามาทองนบูนอกกับโตเลนามาทองนบูจิปโปรให้ตีสกาเลนามาทองนบูโปรเฟตตีสกาเลนามาทองนบูสุนอตินโนชิมาเตชินเนจิงกูเบขันสายามสุบโรพยาติคิงกะเปบิตาพิเปเอราจงอิตาลีละนายงานยอากงลงอาซีเรียจุนบัวกูจะชิบิโรยูดาปีตปีลงกูเลยเนาะบาบิโลนเยจุนบัวกูขันยาชิมพิเตสุราบูทีนี้อิตาลีลูมิวรีลันจงบ่เนาะอิตาลีละลูมิวรีมาเขาเป็นเนี่ยยูดาปีอ๋อิตาลีละลูมิวตองปันคิงดอมมิวปันคิงดอมตูเราหน่อยสลุงฮะเนาะตูมีจุนบัวกูขันยาเลยเตสุราบูตูเราเยบัวจงเนาะตูเราเยทำไมจงกูทุกชนเนี่ยเป็นชาพิโอชินาพิเตนิติไตเกเรตีบเยนนี่ประตูกาลาพาเนี่ยประตูกาลาไตเลยลูบันเนียวเตเลยสิตบันเนียวเตเลยโยบันเนียวเพียเตเลยสุรากูติมเป้ไม่สุนเนาะเช่าละเรามาปีมามังเอาเดี๋ยวมาละกับบ่าวเชียงกันเนี่ยมาเลยคิดที่กูลูเตใส่ติมไม่สุนเนาะเช่าละปีน่ะมามังกูเลยราจังเสียกะลูเตอจีกะเนาะ important person important place important event အကြီးကြီးတဲ့လူပုဂ္ဂိုလ်အကြီးကြီးတဲ့နေရာအကြီးကြီးတဲ့အဖြစ်အပျက်လေးတွေကိုပဲကျွန်တော်တို့3ရက်မှာပြင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတိထဲတဲ့အရာလေးတွေကိုကျွန်တော်တို့အချုပ်အဖြစ်ကျွန်တော်တို့တင်ရမှာဖြစ်တယ်
ပြီးတော့ရှာမတွေကလည်းကျွန်တော်တို့တင်နေတဲ့အနည်းဆုံးထဲကအကောင်းဆုံးဖြစ်အောင်စိတ်ထဲမှာထားဖို့လိုတယ်ပြီးတော့note မှာလည်း note ကိုလည်းတေချာလောက်ပြီးမှနော် note ထဲမှာတေချာလဲဖတ်ထားလိုက်ပါဆရာမတွေအတွက်နောက်မှာအကျိုးဖြစ်လိမ့်မယ်လို့ဆရာကတော့ယုံကြည်ပါတယ်အဲ့ဒါကြောင့်ပါပဲဖြစ်ဣတရေလလူမျိုးတွေရဲ့ကပ္ပဥကျန်ကနဲ့အခု prophet တွေမပေါ်ပေါက်ခင်မှာသူတို့ရဲ့ဗဂျင်ခက်ကာလကနဲ့သူတို့ကျွံဘဝကြလာတဲ့အချိန်အထိဣတရေလလူမျိုးတွေတမန်အကြောင်းကိုဒီအဲ့ဒီထိပဲကျွန်တော်တို့ကယက်နာပြီးတော့အဲ့ဒီသူတို့ကအာဆီးရီးယားမှာအကုန်လုံးကကျွံဘဝဣတရေလလူမျိုးတွေရောက်ပြီးဂျူဒလူမျိုးတွေအလုံးကလည်းဘေဘလကျွံဘဝမှာရောက်ပြီးဆိုတော့အဲ့ဒီချိန်မှာဘုရားသခင်က prophet ကိုပင်ဆွတ်ပလိုက်တယ်အဲ့ဒီ prophet ကပြောပြတာဖြစ်တဲ့အတွက်ကြောင့်တိုက်မြဲမြဲမပြောတော့ဘူးအကြီးပါတဲ့ prophet တွေကတော့ပြောပြီး Isaiah Jeremiah Ezekiel ဖြစ်တဲ့အကြီးမပါတဲ့တာမန် prophet လို့ပြောမှာပေါ့နော် minor prophet လို့ပြောထားတဲ့ဟာကသူတို့12ယောက်ရှိတယ်ဒါပေမဲ့12ယောက်ထဲမှာဂျူဒပြည်မှာဘယ်သူလောက်တယ်လဲပြီးတော့ဣသရေလလူပြည်မှာဘယ်သူလောက်တယ်လဲဆိုလိုချင်တာကဣသရေလတွေကအာဆီးရီးယားကျွန်းပေါ်ကိုခံတဲ့အတွက်ကြောင့်အာဆီးရီးယားပြည်မှာဣသရေလလူမျိုးတွေအတွက်ဖျားသခင်ကဘယ်သူကိုဆယ်လွှဲခဲ့တယ်လဲပြီးတော့ဘေဘလန်ကျွန်းပေါ်ကိုခံနေတဲ့ဂျူဒပြည်အတွက်ဖျားသခင်ကဘယ်သူကို prophet ကိုဆယ်လွှဲခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့ကတိထားဖို့လိုတယ်အဲ့ဒါကြောင့်ဓမ္မဟောင်းကျမ်းစာအုပ်ကိုဖတ်သွားတဲ့ချိန်မှာဥပမာဓမ္မဟောင်းကျမ်းစာအုပ်ကိုဖတ်မယ်ဥပမာဇခရယပေါ့နော်ဇခရယစာအုပ်ကိုဖတ်တယ်ဇခရယကတောင်ပန်းလားမြို့ပန်းလားကျွန်တော်တို့မသိတော့မရတော့ဘူးလေနော်ကျွန်တော်တို့အေမတ်အကြောင်းဖတ်မယ်အေမတ်ကဣသရေလ prophet လားဂျူဒ prophet လားဆိုတာမသိတော့မရတော့ဘူးလေနော်အေမတ်အကြောင်းကိုဖတ်ပြီးဆိုတော့သူကတော့အာဆီးရီးယားကျွန်းပေါ်ခန္ဓုကဣသရေလလူမျိုးရှိမှဘုရားသခင်ဆယ်လွှတ်ထားတဲ့လူဖြစ်တယ်အဲ့လိုမျိုးတွေကျွန်တော်တို့ကတိထားဖို့ကအရန်ကူလိုတယ်ဒါဆိုရင်ဟာဘကုဇောနာကဘုရားသခင်ကပြေမှာခံခဲ့တယ်လေဇောနာကတော့ဣသရေလလူမျိုးတွေအာဆီးရီးယားကျွန်းပေါ်မှာခန္ဓုကဘုရားသခင်ကဆယ်လွှတ်တာဖြစ်တယ်အဲ့ဒါဆိုအာဆီးရီးယားဘက်ကိုမတွားဘဲနဲ့သူကကိုဆီးရီးယားဘက်ကိုတာဆက်ဘက်ကိုတွားပြီးတော့ဘုရားသခင်ကနော်သူ့ကိုတိုင်ခတ်တယ်အဲ့လိုမျိုးတွေကျွန်တော်တို့ကတိဖို့လိုတယ်ကျွန်တော်တို့ပြန်လှန်ပြီးဟာဘကုအကြောက်ကိုပြန်ဖတ်တယ်ဟာဘကုကတော့ဟုတ်ပြီယူဒလူမျိုးတွေဘေဘလန်ကျွန်းပေါ်မှာခန္ဓုကဘေဘလန်လူမျိုးတွေရှိမှာယူဒလူမျိုးတွေရှိမှာဘုရားသခင်ကဆယ်လွှတ်တာဖြစ်တယ်အဲ့လူမျိုးတွေကျွန်တော်တို့တိဖို့လိုတယ်နော်အဲ့ဒါကြောင့်အေမတ်ကဘယ်သူလဲအိုဘဒယာကဘယ်သူလဲဟောရှိကဘယ်သူလဲနာဟုမ်ကဘယ်သူလဲဟက်ကိုင်ကဘယ်သူလဲဇိုအဲဆူရင်ဘယ်သူလဲဣသရေလလူမျိုးလားဂျူဒလူမျိုးလားမသိတော့ကျွန်တော်တို့တရားဟောလို့မရတော့ဘူးလေဟုတ်တယ်မလားဥပမာဂျိုအဲကဂျူဒလူမျိုးရှိမှာ prophet ပြုတဲ့လူကိုကျွန်တော်တို့တရားဟောတဲ့ချိန်မှာဣသရေလလူမျိုးရှိမှာဘုရားသခင်ကဆိုအခုလွတ်လဲတယ်ဆိုတော့ကျွန်တော်တို့အဲ့လူမျိုးအာရပယတရားဟောတယ်ဆိုတော့ဒီတဲ့လူတယောက်ရှိခဲ့တယ်ဒီဆရာမကတော့ကွာဒီဆရာကတော့ကျမ်းစာမဖတ်ဘူးထင်တယ်ဇိုအဲဂျူဒ prophet များဣသရေလ prophet မှာသူပြောထားလိုက်တယ်အဲ့လိုမျိုးတွေအထင်သေးချင်းခံရလိမ့်မယ်နော်သူလို့ချင်တာကအဲ့ဒါကြောင့်ကျွန်တော်ပထမဆုံးပြောထားတဲ့အတိုင်းကျွန်တော်ဖတ်သွားတဲ့ကျမ်းပိတ်ဒီဘယ်သူအကြောင်းလဲဘယ်နေရာလဲဘာအကြောင်းအရာလဲ important person important place important event ဘယ်ဟာဖြစ်ခဲ့တယ်လဲဘယ်သူအကြောင်းလဲဆိုတာကိုကျွန်တော်တို့အမေတန်တိဖို့ကလိုတယ်နော်အဲ့ဒါကိုအမေတန်စိတ်ထဲမှာထားနော်စိတ်ထဲမှာမထားကျွန်တော်ကျက်စာယူပြီးမှကျက်စာဖတ်တော့မယ်ကျွန်တော်ကျက်စာဖတ်တော့မယ်ဆိုပြီးတော့ရှုတောင်းတာနဲ့တခါလေကျက်စာကိုလှန်တာနဲ့ကျွန်တော်ဖတ်တွေ့တဲ့ကျက်ပိတ်ဟာဘသူအကြောင်းလဲဘယ်နေရာကဖြစ်ခဲ့တယ်လဲဘာအကြောင်းအရာကြီးထားခဲ့တယ်လဲဘုရားသခင်အကြောင်းလားယေရှုခရစ်တော်အကြောင်းလားဝိညာဉ်တော်အကြောင်းလားကောင်းကင်တမန်တွေအကြောင်းလားအပြစ်တရားတွေအကြောင်းလားကယ်တင်ခြင်းအကြောင်းလားအတင်းတော်တွေအကြောင်းလားယုံကြည်သူတွေအကြောင်းလားအဲ့လိုမျိုးတွေကိုကျွန်တော်တို့သိမှတာလေဖတ်တွေ့တဲ့ကျမ်းပဲအဖြစ်ကျွန်တော်တို့ခွင့်နာလဲရမယ်ခွင့်နာရတော့မကပဲနဲ့ကျွန်တော်တို့သူတစ်ပတ်ကိုတင်ပေးတဲ့အခါမှာကျွန်တော်တို့အတွက်အများကြီးဗာလဲအကျိုးရှိရမယ်တွင်တင်ချက်ဖြစ်ရလိမ့်မယ်ဆိုတာကိုကျွန်တော်တို့သိဖို့ကလိုတယ်
ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကကဲဒီဟာအရန်ကိုအကြီးကြီးတယ်အဲ့ဒီကိုမတွက်ခင်မှာကျွန်တော်တို့ကတခုခုအာ silent period ကတွက်ခင်မှာကျွန်တော်တို့ကအရန်အကြီးကြီးတဲ့ဟာတခုအာဒီတယ်ဆိုတော့အခုနရုပ်တူပေါ့နော်စာအုပ်ထဲမှာမှတ်ထားရင်လည်းမှတ်ထားပါမှတ်ထားရင်လည်းကိုယ့်အကူရှာပြီးတော့ဆရာအင်စာတဘောအနေနဲ့ဒီ Old Testament ရဲ့ Old Testament sermon အနေနဲ့ဆရာပြထားချင်တာကအဲ့ဒီ Old Testament မှာစာအုပ်ဘယ်နှအုပ်ရှိလဲအပန်းဘယ်နှပန်းခွဲခြားခဲ့တယ်လဲအဲ့ဒီအပန်းတိမှာဘယ်ဟာတွေပါတယ်လဲအပန်းကြီးမှာဘာစာအုပ်တွေပါတယ်လဲအပန်းတုမှာဘာစာအုပ်တွေပါတယ်လဲအပန်းလေးမှာဘာစာအုပ်ပါတယ်လဲအပိုင်းကမှာဘာစာအုပ်ပါတယ်လဲအဲ့ဒါကိုနော် assignment ရေးထားမယ်နော်ပြီးမှဓမ္မဟောင်းကိုရေးထားတဲ့လူကဘယ်သူတွေဖြစ်တယ်လဲဥပမာမောဆက်ကဘာစာအုပ်ရေးခဲ့တယ်လဲကပ္ပဦးကျမ်းကနဲ့တော်လေယာကျမ်းအထီးရေးထားတဲ့ငါအောက်ပြီးမှဆာလာ90နဲ့90တိကိုမောဆက်ကရေးထားတယ်အဲ့လိုမျိုးပေါ့နော်မောဆက်ကပြောတော့လေဆာလာ90မှာနော်လူရဲ့အသက်ဟာဘယ်လောက်လဲ60ကျမ်းမှာရေးကောင်းပြီးတော့ကျွန်တော်တို့ခွဲအစီရင်တော့မှ90နဲ့80ဒီကာလတော့မှခက်ခဲခြင်းနဲ့ရှင်ရဲ့ပြင်ပခြင်းနဲ့ဖြစ်တယ်ဘာဖြစ်လို့လဲတေကာနာရထဲမှာဣသရေလလူမျိုးတွေနှစ်ပေါင်း40ခရီးတွက်လာတဲ့အချိန်မှာအီဂျစ်ပြည်ကနေထွက်သွားတဲ့လူတွေအားလုံးဟာတေကာနာရထဲမှာအားလုံးဆုံးသွားတယ်မောဆက်ကူတန်လည်းအဲ့ဒီမှာဆုံးသွားတယ်ဇိုးဆွနဲ့ကာလက်ပဲအေကိုတိုပီကနဲ့ကာနန်ပီကိုရောက်တဲ့လူက2ယောက်ပဲရှိတယ်ကျန်တဲ့ဣသရေလလူမျိုးတွေအားလုံးဟာအဲ့ဒီတေကာနာရထဲမှာမွေးဖွားလာတဲ့သူတို့တရှိမြဆက်တာလင်ကာနန်ပီကိုရောက်သွားတဲ့လူဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကပ္ပဦးကျအခန်းကြီး6ကိုကျွန်တော်တို့ဖတ်တဲ့ချိန်မှာဘုရားသခင်ကပြောလဲကျွန်တော်ရဲ့အသက်ဝိညာဉ်ကိုလူတွေထဲမှာကျွန်တော်မထားတော့ဘူးဘာဖြစ်လို့လဲလူတွေဟာအယံကိုဆုတ်တဲ့အတွက်ကြောင့်သူတို့ကိုထာဝရလုံးဝအသက်ကိုမရှင်ရှဲချင်တော့ဘူးတဲ့လူအသက်ကဘုရားသခင်ဘယ်လောက်တတ်မှတ်လဲ120တတ်မှတ်ထားတယ်နော်ဘုရားသခင်ကတော့ကျွန်တော်တို့အသက်ကို120တတ်မှတ်ထားပေမဲ့မောရှိကဘာဖြစ်လို့60လို့ရေးထားခဲ့တယ်လဲဘာဖြစ်လို့90 80လို့ရေးထားခဲ့တယ်လဲဆိုရင်တော့တေကနာရထဲမှာပြပောင်း40ကျန်တန်တန်နဲ့ခရီးသွားလာတဲ့ချိန်မှာလူတွေဟာအပိကိုကျိုးလို့နာများလေလူတွေရဲ့အသက်တာဟာဒူတော့လေဖြစ်တယ်ဆိုတာမောရှိကတည်သွားလို့ဖြစ်သွားတယ်အဲ့ဒါကြောင့်ဒီနေ့ဒီချိန်မှာဘုရားသခင်ကအသက်ကို120သက်မှတ်ပေမဲ့လူတွေရဲ့အသက်ကမောရှိပြောသလို60ကနေ80အကြမှာအများဆုံးအသက်ရှင်တော်မှာ90 100ရောက်ရှိတဲ့လူတွေက100မှာ10 100မှာ20ကမ္ဘာပေါ်မှာအသက်အရှိဆုံးနိုင်ငံကဘယ်နိုင်ငံလဲသိလားဂျပန်နိုင်ငံနော်ကမ္ဘာပေါ်မှာအသက်အရှိဆုံးနိုင်ငံကဂျပန်နိုင်ငံဖြစ်တယ်ဂျပန်နိုင်ငံကအသက်110 115 100နော်အဖိုးကြီးအဖွဲကြီးတွေအများကြီးရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဂျပန်နိုင်ငံကငါးကူစားလို့တဲ့ငါးစားရတာအသက်ရှိတယ်လို့ပြောတယ်နော်ဟင်းတီဟင်းရွက်နဲ့ငါးစားတာအသက်ရှိတယ်လို့ပြောတယ်အဝတ်သားတွေအမေသားတွေကျက်သားတွေကနော်ရှီပင်ကျက်တွေရှီပင်ဝက်တွေကတော့အသက်တူတယ်နော်သတိထားကြနော်အဲ့ဒါကြောင့်ဘုရားသခင်ကလူအသက်က120သတ်မှတ်ပေမဲ့မောရှိက60 90 80လို့ပြောထားတာကလူတွေဟာအပြစ်တရားကိုကျိုးလွန်တာနဲ့နော်ဒီလောကမှာနော်အသက်ရှင်နေချိန်မှာအယံကိုပြင်ပန်းခက်ခဲတဲ့အတွက်ကြောင့်လူအသက်က60ဒီနေ့ကျွန်တော်တို့နော်တင်ချမ်းကုန်းကိုတွားတဲ့ချိန်မှာလူအသက်ကကြောက်တန်မှာထူထားတဲ့နော်ရေးထားတဲ့ဟာကိုကျွန်တော်တို့ကြည့်တဲ့ချိန်မှာအမြတ်အပြင်အသက်20ကနဲ့90ကြာကအယောက်100မှာ80ရာခိုင်နှုန်းကအသက်20ကနဲ့40ကြာဖြစ်တယ်50ကြာဖြစ်တယ်လို့ပြောတယ်နော်
တရားမှာရှိစေတရားမှာ30လောက်ကနော်အဲ့ဒီ50ကနဲ့60လောက်ရှိတယ်တရားမှာ10လောက်ပဲ90ကျော်80ကျော်ရှိတယ်နော်ဒီချန်ကုန်မှာအဲ့ဒါကြောင့်ကျွန်တော်တို့လူရဲ့အသက်တာဟာဆာလန်ကျန်90နဲ့90တီဟာမောစေကဘာဖြစ်လို့ရည်ထားတယ်လဲဆိုတော့သူတို့တဲကန်ဒါရမှာနော်နှစ်ပေါင်း40လုံးလုံးဂျုံတွေ့လာရတဲ့ဘုရားသခင်နဲ့စကားပြောလာတဲ့အချိန်မှာအဲ့ဒီဖြစ်တယ်ဆိုတာကိုဒီဖို့နည်းနည်းပါပါစကားနည်းနည်းဆက်တာပါအဲ့ဒါကြောင့်မောစေကဘာကျန်ပဲရီကြီးခဲ့တယ်လဲဆေမောလာကဘာကျန်နေရီခဲ့တယ်လဲပြီးတော့ဆိုလိုမန်ကဘာကျန်ပဲရီကြီးခဲ့တယ်လဲဒေးဗစ်ကဘာကျန်ပဲရီကြီးခဲ့တယ်လဲရှင်းရနော်ရှာတင်ပေးပြီး Facebook မှာလည်းပြန်နှတ်ထောင်မယ်အဲ့ဒါလေးကိုအင်စာလုပ်မယ်ပြီးတော့ဣသရေလနိုင်ငံမှာဘသူကဘရှင်လောက်ခဲ့တယ်လဲယူဒပြည်မှာဘသူကဘရှင်လောက်ခဲ့တယ်လဲဟုတ်ပြီနော်နံပါတ်3ဣသရေလပြည်မှာဘသူက prophet ပြုခဲ့တယ်လဲယူဒပြည်မှာဘသူက prophet ပြုခဲ့တယ်လဲဆိုတာကိုကိုဟာကိုရှာမယ်ကိုဟာကိုရေးမယ်ရှာမချေရတီစီမှာပူထားလိုက်မယ်နော် group ထဲမှာတော့မပူနဲ့ရှာမချေရတီတူစီမှာပူထားလိုက်ပါနော်အဲ့ဒါကိုOld Testament survey ရဲ့သင်ခန်းစာအဖြစ်လို့ဖြစ်မယ်နော်အဲ့ဒါလေးကိုဆရာမတို့မှတ်မိအောင်ပေါ့ကျူစာပြီးတော့ assignment လုပ်ပေးပါလို့ဒီကနေ့ဆရာမှတ်တရခတ်ချင်ပါတယ်ဆရာတင်ပေးတဲ့ထဲမှာအကုန်လုံးပါပြီးသားနော်အဲ့ဒါကြောင့်ဒီဟာလေးတွေကိုပြန်လဲပြီးတော့ပြန်နှွှဲပြီးတော့နော်ရေးထားဖို့ကဆရာပြောချင်တယ်ပြီးတော့အခုကျွန်တော်တို့ကအချင်းကနာယီဝတ်ပဲကျွန်တော်ရဆိုတော့အဲ့ဒီနာယီဝတ်ထဲမှာတင်ဖို့ကဒီကအရာကိုအရေးကြီးတဲ့အကိုင်းကဏ္ဍဖြစ်တဲ့အတွက်မနေ့ကညမှာအသေးစိတ်ပြန်ကြည့်မှဖြစ်တယ်နော်ဒါပေမဲ့ဒီညမှာဘယ်လိုပြောမလဲအတူချုပ်နဲ့နည်းနည်းပါပါ15မိနစ်လောက်အချိန်ယူပြီးတော့ပြောလိုက်မယ်silent periods လို့ခေါ်တာကအခုနဆရာပြောသလို Roman Catholic ရဲ့တုံးနဲ့စာအုပ်တွေလေအဲ့ဒီခါဆရာတို့ကလက်မခံတာကဘာကြောင့်လဲဆိုတော့အဲ့ဒီ silent period ဆိုတာကအောက်ဆုံးမှာဆရာရေးထားတာတွေ့မယ် no prophet no priest no revelation period အဲ့ဒီချိန်မှာလုံးဝဘုရားသခင်က prophet တွေမဆေလွတ်တော့ဘူးပြီးတော့ဘုရားသခင်ကအကြီး prophet တွေလည်းမဆေလွတ်တော့ဘူးပြီးတော့ဘုရားသခင်ကစကားပြောတဲ့လူလည်းမရှိတော့ဘူးဘုရားသခင်ကပူထားတဲ့လူလည်းမရှိတော့ဘူးဆိုတော့အဲ့ဒီဒီပုံလေးရလုံးလုံးဟာအခုနဇေရမိနဲ့မလခိ BC လေးရကနဲ့ prophet ပြုတာဆုံးသွားတာနဲ့နော်ယေရှုခရစ်တော်မွေးဖွားတဲ့အချိန်အထိဗတ်တိယယောဟန်မွေးဖွားလာတဲ့အချိန်အထိဘုရားသခင်ကလုံးဝစကားမပြောတဲ့အချိန်မှာ silent period လို့ခေါ်တယ်အဲ့ဒီ silent period မှာလောကမှာအမောမေဆုနေရအကျဉ်းတန်းစုကာလနော်ဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့ဘုရားသခင်ကတော့ငြိမ်သက်နေတယ်အဲ့ဒီချိန်ကာလမှာရည်ထားတဲ့ကျင့်ပိုက်တွေစာအုပ်တွေကိုလုံးဝလက်မခံတာဖြစ်တယ်အဲ့ဒီမှာ the 40-year silent periods between the Old Testament and New Testament is called intertestament periods about which is known that the Greeks deal from extra biblical source. This period was violent with many and behavior that affect religious belief. The Mahon and the Maticha kala anit lese no akura the Mahon ka malaki ma BC lese ka na pi to abi sung to abi ere pi ma ji phu ya twe batu ka ma phya tikha ma se lo to bu ere BC lese ma the Mahon chen pai ko ji tha de lu ri a long ka pi bi now so ma malaki ne Jeremy ka ji ra ne pi to abi so ro ere kala ka ne sin mate bo no the machantiကိုမရှိခင်ဗုဒ္ဓယံယောဟန်မွေးဖွားပြီးတာနဲ့တာသနာမပြုခင်ကြာကာလဒီပုံလေးရှိလုံးလုံးဟာနော်လုံးဝတိတ်ဆိတ်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကာလဟာဓမ္မဟွန်ကာလမှာ prophet ပြုထားတဲ့အရာတွေအားလုံးကိုဓမ္မကျမ်းတစ်မှာဖြစ်ပေါ်လာဖို့ရအတွက်ပြင်ဆင်တဲ့အချိန်ဖြစ်တယ်လို့နော်ဝိညာဉ်ကြီးရာကနေကြည့်မယ်ဆိုရင်တော့အဲ့ဒီ silent yen
ได้ใส่ตัวกาละฮะเยซูคริสต์ที่โลกามาจัวลาพูนะดมจันติสาติมพูยันအတွက်အချိန်ကာလပြင်ဆင်တဲ့အချိန်ကာလဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကဝိညာဉ်ကြီးရာမျက်စိနဲ့အမြင်ဖူးရန်အဓိကလိုအပ်တယ်အဲ့ဒီကာလဟာနော်အကျဉ်းချုပ်ဆုံးဘေးဒုက္ခအယုတ်ဆုံးနော်ဘာသာရေးယုံကြည်ချက်တွေနော်အကုန်လုံးဆုံးထွေးတဲ့အချိန်ကာလဖြစ်တယ်နော်ခရိယန်ဒီတာမကဘူးနော်ခရိယန်လို့ပြောမှာပေါ့ယူသိတရလလူမျိုးတွေဟာဘုရားသခင်ကရွေးကောက်ထားတဲ့လူမျိုးဖြစ်ပေမဲ့အဲ့ဒီနော်မယုံကြည်သူတွေအများကြီးရှိတယ်နက်ကူကွယ်တဲ့လူတွေအစာရစာအုပ်ကိုအကုန်လုံးဖတ်ပြီးသားနော်ဟေဆရာစာအုပ်ထဲမှာအကုန်လုံးတွေ့တယ်ဒန်ဂျေလာစာအုပ်ထဲမှာလည်းတွေ့တယ်ဇေဇာဂျေလာစာအုပ်ထဲမှာလည်းတွေ့တယ်နော်ရုပ်တုကိုကွယ်တဲ့လူတွေအများကြီးနော်ဒုရိဆန်နီကိုကွယ်တဲ့လူတွေအများကြီးနော်ဟိန္ဒူလူမျိုးပေါ့နော်အများကြီးဖြစ်တဲ့ဘာသာရေးကာလမှာလည်းချုပ်ထွက်တဲ့ကာလဖြစ်တယ်အဲ့ဒီချိန်ကာလမှာယေရှုခရစ်တော်ကြွလာဖူးရအတွက်ဖျားသခင်ပြင်ဆင်ပေးထားတဲ့အချိန်ကာလဖြစ်တယ်လို့ပဲprophet တွေကတော့ဓမ္မကျင့်တဲ့ပုဂ္ဂိုလ်တွေကတော့အဲ့လိုပဲယုံကြည်ကြတယ်တဲ့the time between the last writing of the Old Testament and appearance of Jesus Christ is not an intertestamental or between the testament period ယေရှုခရစ်တော်မမွေးဖွားခင်ကာလနဲ့အဲ့ဒီမလခိပြီးတာနဲ့ကာလကိုဓမ္မဟောင်းကျမ်းပြီးတာနဲ့ကာလနဲ့ယေရှုခရစ်တော်မပွေးကာလကိုကြာကာလလို့ပဲတတ်မှတ်ထားလိုက်ပေါ့နော်ကြာကာလလို့ပဲကျွန်တော်တို့ခဏလေးတင်ပြတာဖြစ်တယ်အဲ့ဒီချိန်ကာလမှာနော် prophet မလခိအချိန်က BC 400ခန့်နဲ့ဆုံးသွားတဲ့အတွက်ကြောင့်အဲ့ဒီ BC 400ခန့်နဲ့ဗတ္တိယယောဟန်ကAD 25လောက်မှာပေါ်လာတယ်AD 25လောက်မှာပေါ်လာပြီးတော့သူကကောင်းကင်နိုင်ငံကတီလူနေပြီတဲ့နော်ကောင်းကင်နိုင်ငံတီလူနေပြီအပိကတရားကိုနောင်တရကြလို့ဆိုပြီးမှယောဟန်ကပထမအဆုံးဒေသနာဟောလိုက်တယ်အဲ့ဒီချိန်မှာယောဟန်ကဗတ္တိယကိုပေးလိုက်တယ်ဣသရေလလူမျိုးတွေတချို့ကအဲ့ဒီဗတ္တိယယောဟန်ကိုယုံကြည်ပြီးတော့နိပေါ400လုံးမှာဘုရားသခင်ကဘယ်သူမှ prophet တွေမလွှတ်တော်ဘူးဘယ်သူမှရှိ prophet တွေလည်းမလွှတ်တော်ဘူးဘုရားသခင်စကားမပြောတော့ဘူးဒီညဒီအခုဟာဗတ္တိယယောဟန်ဟာအဖူကြီးယောဟန်ဟာဘုရားသခင်sorry ဗတ္တိယယောဟန်ဟာဘုရားသခင်ဆေလွတ်ထားတဲ့နောက်ဆုံးသော prophet ပေါ့နော်နောက်ဆုံးသော prophet နဲ့ဓမ္မကျမ်းမှာပထမအဆုံးသော prophet နဲ့ပထမနဲ့နောက်ဆုံးပေါ့နော်last and final prophet ဖြစ်သွားတယ်အဲ့ဒါကြောင့်သူ့စကားကိုယုံကြည်လက်ခံတဲ့လူဣသရေလလူမျိုးတချို့တဝက်ကအဲ့ဒီဗတ္တိယကိုခံပြီးတော့ယောဟန်နောက်ကိုလိုက်ကြတယ်အဲ့ဒီချိန်ကာလဒီပေါင်း400လုံးဟာဘုရားသခင်ကလုံးဝစကားမပြောတဲ့အတွက်ကြောင့်အဲ့ဒီယောဟန်စကားပြောလာတာနဲ့လူတွေကယောဟန်ကိုယုံကြည်ကြတယ်အဲ့ဒါကြောင့်ယောဟန်ကပြောလဲနိုင်ငံတော်တည်လို့နေပြီ the kingdom of heaven is near ကောင်းကင်နိုင်ငံတည်လို့နေပြီအပိကိုနောင်တရကြပါနေ့ချင်းကိုခံရပါကျွန်တော်ရဲ့နောက်မှာလာမဲ့လူကတော့မင်းနဲ့ဝိညာဉ်အဖြစ်ဗတ္တိယကိုပေးလိုက်မယ်သူကျွန်တော်နောက်မှာလာမဲ့လူအတွက်ကျွန်တော်ကလမ်းချင်းပေးတာဖြစ်တယ်ဆိုပြီးတော့ဗတ္တိယယောဟန်ကပြောတယ်ဘသူအကြောင်းကိုပြောတယ်လဲယေရှုခရစ်တော်မွေးဖွားမဲ့အကြောင်းကိုဗတ္တိယယောဟန်ကပြောတယ်BC 900ဟေဆာယပြုတ်ထားတဲ့စကားကိုဗတ္တိယယောဟန်ကယူထားပြီးတော့အဲ့ဒီမှာဘုရားသခင်ကစကားပြောထားတဲ့အတွက်ကြောင့်ယေရှုခရစ်တော်မွေးဖွားမဲ့အကြောင်းကိုသူကဟောထားတာဖြစ်တယ်အဲ့ဒါကြောင့်group chat မှာလည်းနည်းနည်းပါးတော့ရေးထားတယ်တွေ့လာမကြည့်ဘူးဒီညအချိန်စင်းရင်နော်ဒန်ဂျေလာအခန်းကြီးနေခွန်ရှိချက်တူကိုအားလုံးအင်စာပေးမယ်မနေ့ဖြင့်ညအတွက်အဲ့ဒါကြောင့်အဲ့ဒီဒန်နီယာဒန်ဂျေလာအခန်းကြီးနေခွန်ရှိချက်တူမှာအခုနိပေါBC 400ခန့်နဲ့ AD 30ယေရှုခရစ်တော်လက်ဝါးကားတိုင်မှာတည်ဆုံးသွားတဲ့အထိရှင်ပြန်ထမြောက်တဲ့အချိန်ကာလကိုနော်ဓမ္မကျမ်းတိမစတင်ကာလမလခိ BC 400ခန့်နဲ့ယေရှုခရစ်တော်လက်ဝါးကားတိုင်မှာအသေးခံရတဲ့ AD 30ကာလကိုဒန်ဂျေလာအခန်းကြီးနိခွန်ရှိစတိမှာအပြည့်အစုံရေးထားတယ်အဲ့ဒါလေးကိုဆရာမတော်ဒီကျမ်းပိတ်ကိုဒီညနဲ့မနေ့ဖြန်ည
มาตังกิมาลงเพชรบ้าเอราเพชรบิชเนาะมันเนี่ยเพียงเนี้ย the intermittent period สุดเลย silent ต่อกาละนิปปงเลยอะจองกูมันเนี่ยเพียงเนี้ยจนเราติดได้ชิงมาเสียเสียมาลงกะน่าเลี้ยงมาพิจารณาจังดิเนียเราดิเราเนี่ยเป็นน้ำมันเนี่ยเพียงจนเราเซตน้ำผู้ยังอัดเวนิปปงเลยอะจองกูจนเราน่าเลี้ยงผู้ยังเนี่ยเยซูคริสต์เลวกาตามาเตะส่งบิโรชิมเปียนท่ามีเอายามีจองกูดันเจล่ากับบลูจิท่าเคตเลสุรากูจนเราน่าเลี้ยงน้ำผู้ยังอัดเวเนี่ยมันเนี่ยเพียงเนี้ยมาจนเราจิมผู้ยังอัดเวอะไรดันเจล่าขันจีนี่คนสิเสติโกreading homework อันนี้เนี่ยเสียสมารีลงกูจนเราไปทาราพิปาร์เรสุรากูดีกันเนี่ยเปียวชิมบาร์เรเอราจังเสียสมารีลงกันเลยเสกชีเลชีเนี่ยตัวทาบิโรเนาะနောက်ဆုံးပြောမယ်နောက်ဆုံး prophet Old Testament ရဲ့ prophet နော်မလခိနဲ့ဇေရမေယက BC လေးရာကနဲ့ prophet ပြုတာပြတာနဲ့ဖယားသခင်ကဘသူမှ prophet မဆလွတ်တော့ဘူးဒီ prophet လည်းမဆလွတ်တော့ဘူးဘသူမှစကားမပြောတော့ဘူးအဲ့ဒါကနဲ့စပြီးတော့နိပုံလေးရာလုံးနိပုံလေးရာBC လေးရာ25ကနဲ့ AD 25အထိ AD 25မှာယောဟန်ကထလာပြီးတော့ကောင်းကင်နိုင်ငံတည်လူနေပြီဆိုပြီးတော့ဇောဟန်ကဒေသနာဟောလိုက်တယ် BC 425ကနေ AD 25ကြာနော်နှစ်ပုံ400ဆိုင်လိုက်ညကို silent period ကိုကျွန်တော်တို့နားလည်ဖို့ရအတွက်တန်ကျေလာအခန်းကြီးနေခွန်ရှိစက်တီကိုဆရာဆရာမတွေအားလုံးကြိုတင်ပြီးတော့ဖတ်ပါမနေ့ပြန်ညကျွန်တော်အဲ့ဒီနှစ်ပုံ400မှာဘာဖြစ်ခဲ့တယ်လဲဆိုတာကိုဆရာတင်ပြမှာဖြစ်တယ်ယေရှုခရစ်တော်လက်ဝကတာမှာတည်ပြီးတော့ရှင်ပြန်ထမြောက်မယ်ဆိုတာကိုဒန်ကျေလာအခန်းကြီးစက်တီမှာဒန်ကျေလာကတေချာစွာကြည်တာထားပြီးသားဖြစ်တယ်အတူချော့နဲ့ပြောမယ်ဆိုတော့သူခေါင်းမှာဆွေနဲ့ပတ်ထားတာကဘေဘလုံဖြစ်တယ်ရင်ပက်မှာကျဲနဲ့ပတ်ထားတာကမေဒူပါရှက်ဖြစ်တယ်ဘိုက်တဲမှာဓာတ်နဲ့လက်ထားတာကဂရိတ်နိုင်ငံဖြစ်တယ်ချက်ထုတ်မှာဗာလဲရွှတ်နဲ့တန်နဲ့ရောထားတာကဘေဘလုံနော်ရောမအင်ပါယာဖြစ်တယ်ဆိုတော့အဲ့ဒီချက်ထုတ်မှာရွှတ်နဲ့တန်နဲ့ရောထားတဲ့ဟာကိုကျောက်တုံးအကြီးကလင့်ပြီးတော့အဲ့ဒီရုပ်ထုပြကွဲသွားတဲ့ချိန်မှာအကုန်လုံးကွဲထွက်သွားတယ်ဆိုတာကယေရှုခရစ်တော်ကျောက်တုံးကြီးလက်ဝကတာမှာတည်တော်မဲ့ဟာကိုဒန်ကျေလာကပြောရခြင်းဖြစ်တဲ့အတွက်ကြောင့်ဒီ silent periods entertainment testament နော် BC 425ကနဲ့ AD 30ကြာထဲမှာဖြစ်တဲ့အရာအလုံးဟာဒန်ကျေလာအခန်းကြီးနေခွန်ရှိစက်တီမှာအကုန်လုံးကြီးထားတဲ့အတွက်ကြောင့်ဆရာဆရာမတွေစိတ်ရှိပြီးတော့ဖတ်ပါမနေ့ဖယ်ညကြရင်ဆက်လက်ပြီးတော့ဒီကိုကျွန်တော်တို့ဒီမှာဖြစ်ပါတယ်လို့အားလုံးကိုကျေးဇူးတင်နေပြီးတော့နားမလဲတဲ့ဟာလေးရှိရင်ကျွန်တော်တို့အချိန်ရှိပါသေးတယ်အမေချင်းလဲဟာလေးရှိရင်ပြီးတော့ဆွေးနွေးရှင်တဲ့ဟာလေးရှိရင်အချိန်ပေးလိုက်မယ်ဆရာကစကားပြောတာလည်းမြန်တဲ့အတွက်ကြောင့်ဗမာလူလည်းတိတ်မပြေတဲ့အတွက်ကြောင့်ပေါ့နော်မတိတနာမလဲတက်တဲ့ဟာလေးရှိရင်မေးမဲ့အချိန်ဆွေးနွေးမဲ့အချိန်ပေါ့နော်နည်းနည်းပါအချိန်ယူရအောင်လို့အားလုံးကိုကျေးဇူးတင်တယ်ဖျက်တင်ကောင်းကြည့်ပေးပါစေလို့